ထိုမျိုးသားသည်မော်တက်ကိုအုံပြု၍အမျိုးသမီး၏အိမ်မက်ထဲသို့နေ့စဉ်ဝင်ရောက်ခဲ့သည်အိမ်မက်ထဲတွင်သူသည်သူမအပေါ်ကြောက်မက်ဖွယ်ကောင်းသောလုပ်ရက်များကိုပြုလုပ်ခဲ့သည်အမျိုးသမီးသည်နိုးလာသည့်အခါထိုထူးဆန်းသောအိမ်မက်များကြောင့်အလွန်အမင်းဝေခွဲမရဖြစ်ခဲ့ရသည့်အစပိုင်းတွင်သူမသည်ထိုအိမ်မက်များကိုတိတ်ကယူမဆိုင်ခဲ့တော်လဲမကြာမီမှာပင်သူမတွင်ကိုယ်ဝင်ရှိနေပြီဖြစ်ကြောင်းသိလိုက်ရသည့်ကလေး၏ဖခင်မှာမြည်သူမှန်သူမလုံးဝမသိခဲ့ပေတနေ့တွင်ထိုမျိုးသားသည်သူမ၏အိမ်သို့ရောက်လာခဲ့သည်သူသည်သူမ၏ဖခင်လက်ထက်ရန်ဆုံးဖြတ်ထားသောအမျိုးသမီး၏သားဖြစ်နေသည်ညစာစားပွဲတွင်ထိုအမျိုးသမီး၌ချစ်သူရှိနေပြီဖြစ်ကြောင်းသိလိုက်ရသဖြင့်သူသည်အလွန်တုန်လှုပ်သွားပြီးသူမ၏ချစ်သူကိုအလွန်အမင်းမနာလိုဖြစ်ခဲ့သည့်အမှန်စင်စစ်သူသည်ထိုအမျိုးသမီးကိုတစ်ဆက်နှစ်တိုင်တိတ်တခိုးချစ်ခဲ့ရသူဖြစ်သည်တစ်ချိန်ကသူသည်မော်ပညာကိုလေ့ကျင့်ရာတွင်မအောင်မြင်သဖြင့်တငယ်ချင်းများ၏လှောင်ပြောင်ခြင်းကိုခံခဲ့ရဘူးသည်ထိုစဉ်ကသူ့ကိုနှစ်သိမ့်အားပေးခဲ့သူမှာအီမင်းကလေးပင်ဖြစ်သည်ထိုအချိန်မှစ၍သူသည်သူမအပေါ်တန်ရောစင်တွေ့ခဲ့ဒီသို့သောမကြာမီမှာပင်မိန်းကလေး၏မိခင်ဖြစ်သူကသူမကိုအခြားမျိုးတစ်မျိုးသို့ခေါ်ဆောင်သွားခဲ့သည်မခွဲခွာမီတွင်ကောင်လေးသည်သူ၏အမျက်နှိုးဆုံးခေါင်းလောင်းလေးကိုသူမအားပေးခဲ့ပြီးအရွယ်ရောက်လျင်လက်ထပ်ခွင့်တောင်းမည်ဟုကတိပေးခဲ့သည်သို့သောအမျိုးသမီးသည်သူ့ကိုမေ့သွားခဲ့ပြီဖြစ်သည်သူချစ်ရသောအမျိုးသမီးနှင့်နှိစက်ခွင့်ရရန်အတွက်သူသည်တက်ကြီးရွယ်အိုအမျိုးသမီးတဦးကိုဒေါ်လာတန်းပေးကမိခင်အတုအဖြစ်ငှားရမ်းခဲ့သည်ထို့နောက်ထိုမိခင်အတုကိုအမျိုးသမီး၏ဖခင်နှင့်ရင်းနှီးအောင်လုပ်ခိုင်းခဲ့သည်ဤသို့ဖြင့်သူသည်သူမ၏အိမ်သို့အလွယ်တကူရောက်ရှိလာခဲ့ခြင်းဖြစ်သည်ထိုနေ့တွင်သူသည်အမျိုးသမီးအတွက်စံပြုတ်တစ်ခွက်ချက်ပေးခဲ့သည်သို့သောထိုစံပြုတ်ခွက်ကြောင့်ပင်သူမ၏အိမ်မက်ထဲမှအမျိုးသားမှာသူဖြစ်နိုင်ကြောင်းသူမရိပ်မိသွားခဲ့သည်ထိတ်လန့်သွားသောအမျိုးသမီးသည်စံပြုတ်များကိုသူ့အပေါ်သို့မတော်တဆမှောက်ချမိသွားသည်သူမသည်အပြစ်မကင်းသလိုခံစားရသဖြင့်သူ့ကိုတန်ရှင်းရေးလုပ်ပေးရန်ကြိုးစားနေစဉ်မှာပင်သူမ၏ချစ်သူရောက်လာခဲ့သည်မြင်းတို့နှစ်ဦးရင်းနှီးနေသည်ကိုမြင်သောအခါချစ်သူဖြစ်သူကချက်ချင်းပြေးလာပြီးထိုအမျိုးသားကိုစူပူကျိမ်းမောင်းလေသည်သို့သောအမျိုးသားကသူမဟာငါအပိုင်ပဲဖြစ်လာမှာပါဟုရည်ရွယ်ချက်ရှိဖြင့်ပြန်ပြောခဲ့သည်သူမ၏ချစ်သူတုံ့ပြန်ခြင်းမပြုနိုင်မီမှာပင်ထိုအမျိုးသားကနာကျင်နေဟန်ဆောင်လိုက်သဖြင့်အမျိုးသမီးသည်သူ့ကိုကာကွယ်ရန်ရှေ့သို့တိုးလာခဲ့သည်သူမသည်မိမိ၏ချစ်သူကိုပြန်လည်စူပူပြီးထွက်သွားရန်ပြောခဲ့သည်အမျိုးသမီးအလွန်စိတ်ဆိုးနေသည်ကိုမြင်သောအခါချစ်သူဖြစ်သူကစိတ်လျှော့လိုက်ပြီးရင်းတို့၏ဆစ်ဆက်ပွဲနေရောက်တော့မည်ဖြစ်ကြောင်းပြောခဲ့သည်ထိုစကားကိုကြားသောအခါအမျိုးသားသည်အလွန်မျက်ထွက်သွားပြီးမော်တက်ဖြင့်ဖန်ခွက်ကိုခွဲကာတင်းတို့၏စကားဝိုင်းကိုနှောက်ယှက်ခဲ့သည်မိန်းကလေး၏ချစ်သူသည်သူ့ကိုစိုက်ကြည့်ပြီးထွက်ခွာသွားတော်လဲထိုအမျိုးသားသည်သူ့ကိုလွယ်လွယ်နှင့်လွှတ်ပေးရန်ရည်ရွယ်ချက်မရှိပေသူသည်မော်တက်ဖြင့်ငွေကြီးတစ်ကောင်ကိုဖန်တီးခဲ့သည်သို့သောငွေကြီးပေါ်လာသည့်အတန်းကြောင့်အမျိုးသမီးသည်လန့်နိုးသွားခဲ့သည်အမျိုးသားကငွေကြီးကိုထိတွေ့နေစဉ်မှာပင်အမျိုးသမီးသည်တကားကိုဖွင့်၍အခန်းထဲသို့ဝုန်းကနေဝင်လာခဲ့လေတော့သည်